โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့အလူမီနီယံအပြားကိုကျွန်တော်တို့မဲအောင်လုပ်နေပါတယ်ဒါကဘာအတွက်ကောင်းလဲဆိုတာတစ်ချက်လောက်ခက်မှန်းကြည့်ပေါ့နော်အကျိုးတော့ရှိတယ်ဗျာဒီလိုလုပ်တာနော်ဘာဖြစ်လို့ဒီလိုလုပ်ရလဲဆိုတာလေးကိုတစ်ချက်လောက်မှန်းပေးပါဒါပေမဲ့ तू ကတော့အကျိုးအကြောင်းတော့ရှိတယ်အသုံးလဲဝင်တာပေါ့နော်ဒီလိုလုပ်တာလေးကဒါပေမဲ့ဒီလိုလုပ်ဘာဖြစ်လို့ဘာအတွက်လုပ်လဲဆိုတာကိုတီးတဲ့ तू ကတော့တော်တော်နဲမယ်လို့တော့ထင်ပါတယ်ဘာဖြစ်လို့ဆိုတော့100မှာ95ရောက်လောက်ကတော့မသိဘူးလောက်ဘူးလို့ထင်တာပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့အလူမီနီယံကိုဒီလိုလောက်တာအယုတ်လုံးတွေလောက်တာတော်တော်လေးရှားပါတဲ့အတွက်ကြောင့်မို့ပေါ့နော်။အလူမီနီယံနဲ့ပေါ့နော်လောက်တဲ့ဆိုတာအိမ်တကားတွေမှန်တကားဟိုတာတွေပေါ့လောက်တယ်ပေါ့နော်။ပြတင်ပေါက်တွေဘာတွေပဲလောက်တာများတယ်အလူမီနီယံနဲ့ပေါ့နော်အပေါင်တွေဘာတွေပဲလောက်တာများတဲ့အတွက်ကြောင့်မို့ဒါအယုတ်လုံးတွေလောက်တာပေါ့နော်အသုံးဝင်တာပေါ့နော်ဒီလိုမျိုးအမဲအောင်လောက်တာဘာအတွက်လို့ဘာဖြစ်လို့ဒီလိုလုပ်လဲဆိုတာကိုတီးတဲ့သူရှိလားဗျဒီလိုမဲအောင်လုပ်ရတာထင်တော့ထင်ပါတယ်ကျွန်တော်ဝိုင်းဆဲတော့မယ်ဆိုတာဒါပေမဲ့ဒါလည်းပညာတစ်ခုပဲပေါ့နော်အတွေ့အကြုံအတိတစ်ခုရမယ်ဒီဗီဒီယိုလေးကိုသေချာကြည့်ပြီးရင်ကျွန်တော်တင်ပြပေးမယ်အပြီးဆုံးပေါ့နော်ဒါကတော့အစမ်းသဘောအနေနဲ့ကျွန်တော်တင်ပြလိုက်တယ်ပေါ့နော်ဘာအတွက်လုပ်လဲဘာကောင်းကျိုးရှိလဲဆိုတာအမှန်တော့ကောင်းကျိုးရှိပါတယ်ခင်ဗျာ